အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ YSC Computer Training Center Web Design Development အတမတက်ရောက်သင်ခဲ့တဲ့ခန်းစဉ်တက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ final project အနေနဲ့ကျွန်တော်ပြုလုပ်ခဲ့တဲ့ website လေးအကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော် website ရဲ့နာမည်ကတော့အောင်သစ္စာလို့ခေါ်ပါတယ်ဒီ website လေးကကြတော့ဒီခီးသွားကားကုမ္ပဏီတစ်ခုကနေပြီးတော့လမ်းကြောင်းတစ်ခုအတွက်ကားလက်မှတ်ရောင်းတဲ့ပုံစံမျိုးလေးဖန်တီးထားတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော် website ရဲ့ home page ပဲဖြစ်ပါတယ်။ home page မှာတော့ကား ticket ဝယ်လို့ရမယ်ဖုန်းတစ်လုံးလာမယ်ခီးတဲ့အနေနဲ့သူလမ်းကြောင်းယူလို့ရမယ် ticket ယူလို့ရမယ်ဖုန်းတစ်ခုရဲ့ပြီးတော့ service အကြောင်းကိုပြပြပေးထားတာရဲ့ပြီးတော့ဒီလမ်းကြောင်းမှာရှိတဲ့ famous place တွေအတွက် tourist guide travel guide လိုမျိုးပြပြပေးထားတဲ့ page တွေရဲ့website ကိုဆက်သွယ်လို့ရမယ်ဒီမှာ website ရဲ့ footer ပေါ့နော်အဲ့လိုမျိုးလေးထည့်ထားပေးပါတယ်နောက်ထပ် about us မှာကကြတော့ဒီ company အနေနဲ့သူတို့ဘယ်လိုလုပ်ခဲ့တယ်သူတို့လုပ်ငန်းတည်ထောင်ခဲ့ရဘယ်လောက်ကြာပြီဆိုတာမျိုးပြသပေးထားတဲ့ page တစ်ခုပါမယ် contact page မှာကကြတော့ဒီ website ကဒီ website အနေနဲ့တည်းမဟုတ်ဘူးအပြင်မှာလည်းတကယ် office အနေနဲ့ရှိမယ်အဲ့ဒီ office ကိုသွားခြင်းနဲ့ဆိုရင်ဘယ်လိုလာလို့ရမယ်ပြီးတော့ company ကိုဘယ်လိုဆက်သွယ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးလေးထည့်ထားပေးထားတာရဲ့နောက်တစ်ခုက company ရဲ့ slogan နဲ့ပြီးတော့ဒီ company အနေနဲ့နှစ်စဉ်ချတဲ့ဒီ program လေးလည်းပြုလုပ်လို့ရှိရဖြစ်တဲ့အတွက်ကြောင့်အကူအညီလုပ်လို့ရှိရင်လည်းဆက်သွယ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးထည့်ထားပေးရပဲဖြစ်ပါတယ်ပြီးရင်တော့ website လေးကိုတစ်ချက်ပြန်သွားကြည့်လိုက်မယ်ပေါ့နော်ပထမဆုံးဝင်လာမဲ့ခီးတဲ့အနေနဲ့သူရောက်နေတဲ့မြို့ကနေပြီးတော့သူသွားခြင်းတဲ့မြို့ကိုလမ်းကြောင်းယူလို့ရမယ်ဒီထဲမှာထည့်ထားတဲ့မြို့တွေအတော်များများကကြတော့ဒီရန်ကုန်ကနေပြီးတော့သွားတယ်ပြီးတော့ရန်ကုန်ပြန်လာတယ်ဆိုတော့လမ်းကြောင်းတွေမြို့ပဲဒီ company ကဆွဲထားတာများတယ်ပေါ့နော်ဥပမာပြမယ်ဆိုရင်ဥပမာရန်ကုန်ကနေပြီးတော့ကိုကကြိုက်ထူသွားခြင်းနဲ့ကိုက25ရက်နေ့လောက်မှခီးထွက်ခြင်းနဲ့ဆိုလို့ရှိရင်ကြတော့အဲ့ဒီထည့်ရဲ့ကိုသွားခြင်းတဲ့နေရာတွေထည့်ပြီးတော့ search လုပ်လိုက်မယ်ဆိုလို့ရှိရင်25ရက်နေ့အတွက်ဘယ်အချိန်တွေကတော့ available ဖြစ်ပါတယ်ဆိုရင်ဒီမှာ ticket phone တွေကြာလာပြီပေါ့နော်အဲ့ဒီကမှကိုနဲ့အကိုက်ဆုံးဖြစ်မယ်ဥပမာကိုက3နာရီထိုးခီးထွက်ခြင်းနဲ့ဆိုရင်3နာရီထိုးအချိန်ကဒီကားခုံတွေတစ်ချက်တော့ကြည့်မယ်ပေါ့နော်အဲ့ဒီခါမှာဒီမှာတော့အဲ့ဒီ3နိုင်ကားအတွက်ခုံတွေအကုန်လုံးက available ဖြစ်နေသေးတယ်အဲ့ဒီထဲကမှကိုလူချင်းတဲ့ကားခုံတစ်ခုရွေးမယ်ရေးပြီးတော့ slash လုပ်လိုက်မယ်ဆိုလို့ရှိရင်ကြာတော့ကိုသွားခြင်းတဲ့ခီးလမ်းကြောင်းကိုသွားခြင်းတဲ့ခီးအချင်းကိုရေးချက်ထားတဲ့ခုံနံပါတ်နဲ့ပြီးတော့အဲ့ဒီခုံအတွက်ဘယ်လောက်ကြာတဲ့နေပါတယ်ဆိုတော့ ticket ဒီတကူကြာလာမှာပေါ့နော်အဲ့ဒါကိုconfirm ဖြစ်သွားပြီဆိုလို့ရှိရင်ပြီးတော့ကိုရဲ့ personal information တွေထည့်ပြီးတော့ confirm ticket လုပ်လိုက်တာ ਨੇ ဒီခုံအဲ့ဒီအတွက်ကိုကဒီခုံဝင်ထားပြီးသားဖြစ်သွားပြီเนาะအကေးကိုကမတိကျဘူးပြန်ကြည့်ချင်တယ်ဆိုလို့ရှိရင်ခုနက3နိုင်မှရွေးချယ်လိုက်တယ်ဆိုရင်ဒီမှာ3နိုင်အတွက်ကိုဝေထားတဲ့ကားခုံနံပါတ်ကိုနောက်ထပ်လူကထပ်ရွေးချယ်လို့မရတော့ဒီမှာဖြစ်သွားပြီပေါ့เนาะအဲ့လိုမျိုးလေးလုပ်ထားပါတယ်အကေးခုနကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ကရန်ကုန်ကနေသွားတယ်မှာရန်ကုန်ပြန်လာတယ်မှာဒါဆိုရင်ကြိုက်ထုံကနေရန်ကုန်ပြန်လာတယ်ဆိုရင်လမ်းကြောင်းမျိုးဒီမှာကားတစ်ကတ်ရှိနေရပေါ့เนาะအကေးမဟုတ်ဘူးကွာရန်ကုန်ကနေမဟုတ်ဘူးလမ်းကြောင်းအတူတကူပေါ့နော်တထုံကနေပြီးတော့မော်လမြိုင်ကိုသွားမယ်ဆိုလို့ရှိရင်ကြတော့ဒါတထုံကနေမော်လမြိုင်ဆိုကျွန်တော်လမ်းကြောင်းမဆွဲထားဘူးပေါ့နော်မဆွဲထားတဲ့အတွက်ဒီမှာ road is not available ဆိုပြီးပြနေမှာပဲဖြစ်ပါတယ်ကိုကအဲ့လိုမျိုးလမ်းကြောင်းတွေကိုဘယ်လိုစီစဉ်ထားတယ်ဆိုတာမျိုးကိုadmin ဘိုင်းဘက်မှာဘယ်လို management လုပ်ထားတယ်ဆိုတာလေးကိုတစ်ချက်ပြသပေးသွားပါမယ်ကိုက admin ဘိုင်းကိုသွားမယ်ဆိုလို့ရှိရင်ကျတော့ login လုပ်ရပေါ့နော်ဒါကကျတော့ admin list ထဲမှာထည့်ထားတယ်ကျွန်တော်ရဲ့နာမည်နဲ့ password ရဲ့ပြီးတော့ rule ရဲ့ထည့်လိုက်မယ်ဆိုရင်เนาะဒါက password မှန်နေလို့ရှိရင်ကျတော့ဒီ admin ပတ်ချောင်းရောက်သွားမယ်ပေါ့နော်ဒါကတော့ကျွန်တော် password မှန်ထည့်ထားရတဲ့ login ဝင်လိုက်တဲ့အခါမှာ admin ပတ်ချောင်းရောက်သွားတဲ့ပုံစံပဲဖြစ်ပါတယ်ဒီ admin ပတ်ချောင်းကိုဝင်လိုက်တဲ့အချိန်မှာပထမဆုံးကိုတွေ့ရမှာကကျတော့ booking list ပေါ့နော်ခုနကနောက်ဆုံးကျွန်တော် booking တင်ခဲ့ရဆိုလို့ရှိရင်ဒါရန်ကုန်ကြိုက်ထူသွားမယ်လမ်းကြောင်းအနေနဲ့ဒီမှာမအလင်းအောင်ဆိုတဲ့နာမည်နဲ့ booking တခုဝင်ထားရပေါ့နော်အဲ့ဒီထဲမှာဒါကကြတော့ကို booking တင်ခဲ့တဲ့ date အခုကျွန်တော် booking တင်လိုက်တာဆို23ရက်နေ့ date ဒါပေမဲ့ကိုကခီးသွားခြင်းတဲ့အချိန်က25ရက်နေ့ဆိုရင်ကြတော့ဒီမှာခီးသွားမဲ့ date ပေါ့နော်ဒါကိုကြတော့ departure date ဆိုပြီးတော့သတ်မှတ်ပေးထားပါတယ်ခီးသွားမဲ့အချိန်က3နိုင်ဆိုရင်3နိုင်အင်းကိုက5B ခုံနံပါတ်ကိုဝေခဲ့ဆိုရင် 5B ဆိုပြီးတော့ဒီလိုမျိုး customer detail booking detail ဒီထဲကိုကြာလာမှာပဲဖြစ်ပါတယ်ခုနကကျွန်တော်လမ်းကြောင်းဆွဲပြတဲ့လိုမျိုးတထုံနဲ့မော်လမြိုင်လိုမျိုးကလမ်းကြောင်းမရှိနေဘူးเนาะအဲ့ဒါကိုက admin ဘက်ချမ်းအနေနဲ့ကိုကကုမ္ပဏီအနေနဲ့အဲ့ဒီလမ်းကြောင်းအတူလေးကိုကဆွဲကျင်နေဆိုလို့ရှိရင်ကျတော့ဒီ road list ထဲမှာလမ်းကြောင်းတဆွဲလို့ရပါတယ်
အဲ့ဒါလေးနမူနာလုပ်ပြပါမယ်ကိုကဥမာတထုံကနေမော်လမြိုင်ကိုသွားခြင်းနဲ့လမ်းကြောင်းတူတဲ့အတွက်ကိုကတထုံကနေမော်လမြိုင်ကို1000လောက်ပဲကောက်မယ်ဆိုလို့ရှိရင်ဒါကိုတတ်မှတ်ပေးထားတဲ့ဈေးနော်အကယ်၍တထုံကနေမော်လမြိုင်ကိုကိုခန့်မှန်းကြခြင်းကိုက2နိုင်လောက်ပဲထင်နေဆိုရင်ဒီမှာ duration ကိုလည်းဒါကိုရဲ့ estimated duration အတိုင်းကိုထည့်ပြီးတော့ save လုပ်လိုက်မယ်လို့မျိုးဆိုရင် save ဖြစ်သွားတယ်ဆိုအလက်ပေါက်လေးပို့လိုက်မှာနော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒါတထုံနဲ့မော်လမြိုင်အတွက်1000နဲ့လမ်းကြောင်းတစ်ခုထွက်လာမယ်ပေါ့နော်ဒါကကြတော့ကိုကလမ်းကြောင်းဆွဲထားတာပဲရှိသေးတယ်ကားဘဲအချိန်ကားတွေထွက်မယ်ဆိုတာမျိုးမပါသေးဘူးပေါ့နော်အကယ်၍ကိုကဒီလမ်းကြောင်းအတွက်ကား2စီးလောက်အချိန်2ခုစာလောက်ထွက်မယ်ဆိုရင်ကြတော့ဒီ road trip ချားထဲမှာလမ်းကြောင်းဆွဲပေးရမှာပဲဖြစ်ပါတယ်ကိုကမှတထုံမော်လမြိုင်ကိုညနေတစ်ချိန်လေးကိုထွက်လိုက်မယ်6နာရီတစ်ချိန်ပဲကိုကထွက်လိုက်မယ်ဆိုရင်လမ်းကြောင်းဆွဲတဲ့အခါမှာဒီမှာတော့ဝင်သွားပြီပဲဖြစ်ပါတယ်အဲ့ဒါကို user batch ချမ်းမှာတစ်ချက်ပြင်ပြပါမယ်ခုနမရှိခဲ့တဲ့တထုံမော်လမြိုင်လမ်းကြောင်းကကျွန်တော် admin ဘက်ချမ်းမှာတက်ထည့်လိုက်တဲ့အခါမှာတော့ဒီမှာလမ်းကြောင်းဝင်သွားပြီဖြစ်ပါတယ်6နာရီအချိန်စာအတွက်တစ်ချိန်စာပဲထည့်ထားတာပေါ့နော်လမ်းကြောင်းပြင်ပြီးမယ်ခုနကတော့ခုံတစ်ခုံစာပဲရွေးပြကလေးရပြီပေါ့နော်အကဲကိုကဒီမှာ2ခုံလောက်ရွေးခြင်းနဲ့2ခုံ3ခုလောက်ရွေးခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာ2ခုံရွေးလိုက်တယ်2ခုံစာတစ်ခုံ1000အနေနဲ့2ခုံစာတော့2000တစ်ခါရေးတူတဲ့ဈေးနှုန်းထွက်လာမယ်ပြီးတော့ကိုရဲ့ personal information ကိုကထည့်လိုက်မယ်ထည့်လိုက်ပြီးတော့ကိုက confirm ticket လုပ်လိုက်ပြီဆိုတာနဲ့ခုန2ခုံစာတစ်ခါရေး booking list တွေဝင်သွားမှာပဲဖြစ်ပါတယ်ဒါကခုနအတွက်ဒီမှာ date ကိုယူတဲ့အခါမှာကျတော့ကျွန်တော်ကဒီပြီးခဲ့တဲ့ရက်တွေမှာပါပဲနဲ့နောက်ထပ်လာမယ့်ရက်တွေနဲ့အခုကိုလက်ရှိရက်အတွက်ကကြတော့ဒီမှာအကုန်လုံးက available ဖြစ်တဲ့ပုံစံမျိုးတော့လုပ်ထားတယ်ပေါ့နော်မတထုံမော်လမြိုင်လမ်းကြောင်းယူတဲ့အခါမှာဘယ်ရက်ကိုပဲယူရင်အဲ့ဒီအချိန်တော့ကတော့ available ဖြစ်နေမယ့်ပုံစံမျိုးလေးလုပ်ထားပါတယ်ပြီးတော့ admin ဘိုင်းပါကိုက admin ဘိုင်းဘက်ကိုတွားကျင်နေဆိုရင်ကြတော့ဒါကကျွန်တော်ထည့်ထားတဲ့နာမည်ရဲ့ password ရဲ့ role ရဲ့ admin ဘိုင်းဘက်ကိုတွားလိုက်တယ်ပေါ့နော်အကိုကအကေး admin အသစ်တစ်ယောက်ထပ်ခန့်မယ်ဆိုလို့ရှိရင်ကျတော့ဒီထဲမှာဖြည့်ပေးရမှာပဲဖြစ်ပါတယ်အခုလောလောဆယ်တော့ admin အနေနဲ့ကကျတော့ဒီထဲမှာကျွန်တော်တစ်ယောက်ပဲရှိနေပြီပေါ့နော်အကေးဒီမှာကိုကအခြား admin တစ်ယောက်ကိုထည့်မယ်ဥပမာဖူပီလို့ထည့်ကြည့်မယ်ပေါ့နော်ဖူပီဆိုရင်နာမည်နဲ့ admin email ကိုကျတော့ပြည့်တစ်နှစ်3လောက်ပဲထည့်လိုက်မယ်ဒီထဲမှာကျတော့ကျွန်တော်ဖုန်းနံပါတ်တွေအများကြီးတောင်းထားတာပေါ့နော်အဲကိုက admin ဘက်မှာတောင်းတာကြတော့ဒီလောက်မများဘူးပေါ့နော်ဒီမှာ5လုံးဆိုပြီးထည့်ပြီး save လုပ်လိုက်တဲ့အခါမှာဒီမှာဖူးပြည့်ဆိုတဲ့ admin တယောက်ဝင်လာမယ်ပေါ့နော်အဲဒီတော့ကျွန်တော်က admin ဘိုင်းကိုပဲကိုက admin ဘိုင်းဘက်ကိုပြန်သွားပြန်မယ်ဒီနာမည်မဟုတ်ဘဲနဲ့ခုနထည့်ခဲ့နာမည်နဲ့ဆိုရင်ဖူးပြည့်ဆိုတဲ့နာမည်သူထည့်ခဲ့တဲ့ password က5လုံးသူရဲ့ role က admin ဆိုတဲ့ role နဲ့ဖြည့်လိုက်မယ်ဆိုရင်ကျတော့ဒီမှာ booking list တွေရောက်သွားပြီပေါ့နော်အဲ့ဒါကတော့ admin ဘိုင်းဘက်ကအလုပ်လုပ်တဲ့ပုံပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော် website လေးအလုပ်လုပ်ဖို့အတွက်ကျွန်တော်အသုံးပြုခဲ့တဲ့ server တွေကကြတော့ဒီ server တစ်ခု run မှုအတွက် testing server အနေနဲ့ကကြတော့ကျွန်တော် SAMP ကိုအသုံးပြုခဲ့တယ်ဒီ programming language အနေနဲ့ကကြတော့ PHP ကိုအသုံးပြုပြီးတော့ database အနေနဲ့ကကြတော့ MySQL web bench ကိုအသုံးပြုပြီးတော့ PHP နဲ့ချိန်ထားရပေါ့နော်ဒီလို style နဲ့အတွက်ကကြတော့ HTML CSS Bootstrap JavaScript အနေနဲ့ရေးခဲ့ရပဲဖြစ်ပါတယ်နောက်ထောင်ပြီးအတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော် project လေးကိုရှင်းပြတာကတော့ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ထောင်ပြီးအတွက်အကုန်လုံးကျေးဇူးတင်ပါတယ်